မျိုးသမီးဟာခင်ပွန်းနဲ့ကွာရှင်းဖို့အတွက်ရှေ့နေငှားလိုက်ရမှာရှေ့နေကသူ့ရဲ့ရေးစားဟောင်းဖြစ်နေခဲ့တယ်။သူဒီအမှုကိုလက်ခံထားတာဟာသူမကိုလှောင်ပြောင်ခြင်းလို့ပဲလို့ထင်သွားတာကြောင့်မျက်မှန်နဲ့အုတ်ထုတ်ကိုချွတ်လိုက်ပြီးခင်ပွန်းရဲ့ရိုက်နှက်မှုကြောင့်ကြံခဲ့တဲ့ဒဏ်ရာတွေကိုပြသကအခုမြင်ရလို့ကျေနပ်ပြီလားလို့မေးလိုက်တဲ့အမျိုးသားဟာရင်ထဲမှာနာကျင်နေပေမဲ့လည်းအပြင်ပန်းမှာတော့ဒီလိုဖြစ်တာမင်းနဲ့တန်တယ်လို့ပြောလိုက်တယ်။တကယ်တော့သူတို့နှစ်ယောက်ဟာကြောင်းမိတာနဲ့လက်ထပ်ဖို့သဘောတူထားကြပေမဲ့အမျိုးသမီးကရုတ်တရက်စိတ်ပြောင်းသွားပြီးသူကိုတကယ်မချစ်ပဲကစားခဲ့တာလို့ပြောကလမ်းခွဲခဲ့တာဖြစ်ပါတယ်။အမျိုးသားကတောင်းပန်ခဲ့ပေမဲ့သူမကပတ်စံပေးပြီးလက်လျှော့ဖို့ပြောလိုက်တယ်။နောက်ဆုံးတော့စိတ်ပြက်လက်ပြက်နဲ့လမ်းခွဲဖို့သဘောတူခဲ့ရတယ်။6 နှစ်ကြာပြီးနောက်သူတို့နှစ်ယောက်ဟာမထင်မှတ်ပဲပြန်ဆုံတွေ့ခဲ့ကြတဲ့အချိန်မှာအမျိုးသမီးကအရင်ကပြောခဲ့တဲ့စကားတွေအတွက်တောင်းပန်ပြီးနောက်ရှိနေတယောက်ငှားလိုက်မယ်လို့ပြောကထွက်သွားခဲ့တယ်။သူမကဒီဘဝမှာသူတို့ထပ်မတွေ့တော့ဘူးလို့ထင်ခဲ့ပေမဲ့နောက်တစ်နေ့သမီးလေးကိုကြောင်းလိုက်ပို့ရင်ထပ်ဆောင်ကြပြန်တယ်။သမီးလေးကကြောင်းနောက်ကြတော့မယ်လို့ပြောတာကြောင့်မလွဲမရှောင်သာတက်လေကားတဲ့အတူစီးခဲ့ရတယ်။မျိုးသားလှည့်ကြည့်လိုက်တဲ့အချိန်မှာသူမကကလေးကိုသူ့အနောက်ပို့လိုက်တာကြောင့်သူကစိတ်ထဲတစ်မျိုးဖြစ်သွားတယ်။အဲ့အချိန်မှာကလေးရဲ့ကစားစရာကျသွားလို့ကောက်ပေးပြီးကြည့်လိုက်တော့ကလေးရဲ့မျက်နှာကသူနဲ့တူနေတာကိုသတိထားမိသွားတယ်။ဒါကြောင့်ကလေးအသက်ကိုမေးလိုက်တော့သူမက4 နှစ်ရှိပြီလို့ဖြေလိုက်တယ်။အဲ့ဒီအချိန်မှာပဲတက်လေကားကပထမထပ်ကိုရောက်သွားလို့သူဆက်မမေးနိုင်တော့ပဲထွက်သွားခဲ့ရတယ်။သူမအိမ်ပြန်ရောက်တာနဲ့သူမရဲ့အချစ်ဆုံးတငယ်ချင်းကအလောတကြီးရောက်လာပြီးသူ့ဖေကသမီးလေးကိုခေါ်သွားပြီလို့ပြောနေတော့မှပဲခင်ပွန်းရောက်လာပြီးကွာရှိအမှုကိုပြန်ရုပ်သိမ်းဖို့အမိန့်ပေးလာတဲ့အပြင်သူ့ကုမ္ပဏီအောင်မြင်ဖို့သူမကူညီပေးရမယ်ဆိုပြီးတောင်းဆိုခဲ့တယ်။မနက်ဖြန်မှာသူ့အမေရဲ့မွေးနေ့ပွဲရှိတာကြောင့်လူရှိမှချစ်ခင်တဲ့ဇနီးမောင်နှံလိုဟန်ဆောင်ပေးဖို့ကအမိန့်ပေးလာတော့သမီးလေးကိုပြန်ရဖို့အတွက်သူမကမဖြစ်မနေသဘောတူလိုက်ရတယ်။မွေးနေ့ပွဲမှာမထင်မှတ်ပဲသူမရဲ့ရေးစားဟောင်းကိုထပ်တွေ့ရပြန်တယ်။သူကနာမည်ကြီးရှိနေဖြစ်နေတာမို့ခင်ပွန်းကအလွန်အမင်းဖားရပြီးကြိုးဆိုခဲ့တယ်။သူတို့ဇနီးမောင်နှံဘယ်လောက်ချစ်ကြတယ်လဲဆိုတာချီးကျူးတယ်လို့ပြောပေမဲ့အဲ့ဒီစကားတွေကလောင်ပြောင်မှုတွေကိုတော့ခင်ပွန်းကမသိခဲ့ဘူး။ရုတ်တရက်ရေးစားဟောင်းကသူမကိုကားဖို့ဖိတ်ခေါ်လိုက်တယ်။သူမညင်းလိုက်ပေမဲ့ခင်ပွန်းကသူမကိုတွန်းပို့လိုက်တဲ့ကနေစဉ်မှာအမျိုးသားကမင်းငါရဲ့ချစ်သူဖြစ်ပြီးရင်ငါမင်းကိုကွာရှင်းလို့ရအောင်ကူညီမယ်လို့ပြောလိုက်တော့အမျိုးသမီးကသူ့ကိုပြဿနာတွေဆွဲမရဲချင်တာကြောင့်ညင်းလိုက်ပေမဲ့အမျိုးသားကတော့သူမဟာခင်ပွန်းကိုမမေ့နိုင်သေးဘူးလို့အထင်လွဲသွားကစိတ်တူပြီးထွက်သွားလိုက်တယ်။ငွေနေ့ပွဲပြီးသွားချိန်မှာတော့ကလေးထင်းစီကဖုံးဝင်လာတယ်။သမီးလေးဖျားတက်နေပြီးခင်ပွန်းကဈေးရုံမပို့ခိုင်းဘူးလို့ပြောလာတော့သူမချက်ချင်းထိတ်လန့်သွားပြီးရေးစားအောင်စီသွားကကျမသမီးကိုကယ်ပေးမယ်ဆိုရင်ရှင်ပြောသလိုလုပ်ပေးမယ်လို့ပြောလိုက်တယ်ခင်မွန်းရဲ့အိမ်ရှိကကိုရန်တော်တွေကိုကြော်ဖြတ်ပြီးကလေးမလေးရှိတဲ့အခန်းစီအမြန်ပြေးသွားခဲ့ကြတယ်အမျိုးသားကသမီးလေးကိုပွေ့ချီလိုက်တဲ့အချိန်မှာပဲအမျိုးသမီးစီကိုခင်မွန်းရဲ့ဖုန်းဝင်လာတယ်ဒေါသထွက်နေတဲ့ခင်မွန်းကဇဲဆိုနေရကနေမတော်တဆသမီးလေးရဲ့အမှန်တရားကိုဖော်ထုတ်မိသွားတယ်အဲ့ဒီအချိန်မှာပဲရီးစားဟောင်းကသဘောပေါက်သွားခဲ့တယ်ကလေးမလေးရဲ့မျက်နှာကိုပြန်ကြည့်လိုက်တော့သူနဲ့အရန်တူနေတာကြောင့်သူဟာသမီးလေးရဲ့ဖခင်ရင်ဖြစ်နေကြောင်းသိရှိသွားပါတော့တယ်